ဆုံးတွေငုံမျောလန်းနေထားခဲ့သူမင်းနဲ့နောက်ဆုံးချိန်မင်းပြောတဲ့စကားကိုတကယ်မမိုက်ပါငါတို့ပူလောင်လို့အမနာတဲ့နဲ့ချီဦးခံစားရတာမင်းတော့မသိဘူးမင်းကြောင့်ငါ you now တွေ့တယ်လေခွေစရာမရှိ